54မီအဟိုက်ကကြတော့ဒီလိုလိုက်ပါနော်ဒီခန်းမှာဆိုရင်ကျွန်မမီးပုတ်ပြီးလဲကျွန်မမီးပလက်တွေပေါ့မီးပလက်တွေကျွန်မမြှစ်ထားတယ်ဖွက်ထားတယ်ပေါ့နော်ဒီမှာဆိုရင်လည်းဖွက်ထားပါတယ်နော်ဒီကြည့်လို့ရှိရင်မီတာပုံပျောက်နေတဲ့ပုံလေးပေါ့နော်ဒါပေမဲ့ဒီမှာတော့ဟိုပျောက်နေဆိုရင်လည်းလက်ကင်လေးတွေတော့တက်ပြီးထားတယ်စီစတာကကျတော့ကျွန်မခံပြီးတော့ဒီ plus နဲ့ပေါ့နော်ဒီနှစ်ခုရောပြီးထားတယ်ပြီးတော့ဒီကောင်လေးလည်းအဲ့လိုပဲဆင်တယ်ဒီပုံမှာဒါမျိုးလေးတစ်ခုထပ်တင်ပေးထားတယ်ဆန်တော့နော်ဒီဒီဇိုင်းလေးဒီမှာဆန်ပေးထားတယ်ဒီစေးနောက်မီးဆွဲလေးလည်းဆန်ဆက်လေးတုံးပေးထားတယ်ပြီးတော့ဒီမီးသီးပေါ့နော်ဒါမီးသီးဆိုရင်လည်းအသက်ဝင်တဲ့ဒီ modern design ပေါ့နော် modern design တွေမှာတုံးပေးထားတာရှင်ဒီ LED မီးကိုရိုးရိုးမသွားဘူးကျွန်မချုပ်ဖို့နဲ့မှားထားတယ်ကျောင်းလာခံတာပေါ့နော်လက်ကအကောင်းစားတုံးပေးထားပါရှင်ဆက်ပြအောင်မယ်ဒီနေ့ပြီးလို့ရှိရင်ဒီမှာစေတော့ရှောင်းနေတဲ့ချက်ရှောင်းတဲ့ပေါ်လေးကြည့်ဒီမှာဒီတိုက်ခန်းကိုဝယ်တဲ့သူကပေါ့နော်ကွန်ဒိုမှာနေရတယ်လို့ feeling မျိုးလေးကျွန်မစမ်းပေးထားတယ်ပေါ့နော်ပဲခဲ့တာဟောဒီမဲ့ဒီတစ်ချက်ပြမယ်ဒီမှာစကားနဲ့မှားလို့နေဟိုရထားမယ်အသက်ပြင်ကိုပဲခဲ့တာဒီလိုတစ်ခါအကြည့်ပဲအဲ့လိုလုပ်ပေးထားပါတယ်ရှင်ပြီးတော့ကျွန်မထပ်ပြအောင်ကိုယ်မှာ beauty ဒီမှာမိဘတွေရှိလို့ရှိရင်ဒီဟင်းတွေချက်နေပြီးပဲညော်နေအပြင်မညော်လို့ပေါ့နော်အဲ့ဒါ slide လုပ်ပြတာလုံးနေပါလေးလည်းလုပ်ပေးထားတယ်ဖြူစွတ်စွတ်ပုံမှာဒီတိုင်လုပ်ပေးထားပါရှင်ပြီးတော့ဒီကပိနဲ့ပုံလေးလည်းအဲ့လိုလေးလုပ်ပေးထားတယ်ကပိနဲ့ကငါးကံပေါ့နော်ငါးကံလုပ်ပေးထားတယ်ပြီးတော့ဒီအောက်မှာလည်းဒီမှာတပိတ်ထည့်ပေးထားတယ်ပစ္စည်းပါတယ်ပေါ့နော်တိုင်နေရလို့ထည့်ထည့်ကြွားချင်တယ်ဘာလို့လဲရကြွားနေကြနောက်တော့ဒီမှာပတ်ကောဆိုရင်တက်ကတော့မဟုတ်ဘူးရတယ်ဒီမှာတက်လိုက်ဒီမှာထပ်ပြမယ်ပေါ့နော်အဲ့ဒါလေးကကြတော့ဒီကျွေကားလေးပေါ့ကျွေကားကကြတော့ဒီမှာဟိုပါပေါ့ခုမှပေါ့နော်ဒီဟိုမှာဝင်လာတာ9လပိုင်းတော့ဝင်လာတဲ့ဆိုင်အစ်ကိုယူရီးယားဝင်လာတဲ့ဟာသူကကြောင်စစ်ဒီဇိုင်းလေးပေါ့နော်အဲ့လိုနော်အဲ့ဒီဆိုင်ကိုသုံးပေးထားတယ်ဆိုင်ရအရင်မိုက်တယ်နော်ပြီးတော့ဒီဟာလေးပြချင်သေးတယ်ဒီမှာဒါလေးဒီတောင်လေးချိုးကန်းအဲ့ဒါလေးပြချင်တယ်ဒါကဒီချိုးကန်းနဲ့ထိုင်နေပါတယ်ကျဲတယ်နော်အဲ့လိုဒီမှာပြီးတော့ဒီမှာတွိုင်းလက်ကလည်းဒီဘက်ကမြင်လာပြတာတွိုင်းလက်ကလည်းအဲ့လိုပဲဒီကိုထိုင်ဒီကြွေကားလေးတွေပါတယ်ပေါ်ရောက်ပါပြီးသားနော်ကောင်းကြွေကားပြချင်တယ်ဒီဘာမီဆွဲလေးပေါ့ဘာမီဆွဲလေးဒီမှာဒီဇိုင်းဆက်ပေးထားပါရှင်ဒီဇိုင်းအသက်ပေါ့နော်အဲ့ဒါတုံးပေးထားတယ်နော်ဒီအပေါ်မှာဆိုလည်းဒီမှာမျက်နှာချက်ဒီခန်းဒါမျိုးကတော့ဒီမှာလုပ်ပါတဲ့ခန်းတွေတော့များတယ်ပေါ့နော်အဲ့ဒီပုံစံမျိုးလုပ်တာပါရှင်ဟုတ်ကျေးဇူးပါထပ်ပြမယ်နမီလိုက်ဟုတ်လက်ခဲ့ပြီလားအဲ့ဆိုရင်ဒီရှေ့ဝန်ထမ်းလေးတစ်ချက်ပြအောင်နော်ဒီလေးဆန်းလိုက်မယ်တကယ်ရွက်ဒီအိမ်မကြီးတကယ်ရွက်လည်းကြီးတယ်ကလားဒီကလေးမှုရခဲ့ရင်စတာနန္ဒလေးချိန်ပဲဆေးရနိုင်အောင်သုံးထားတယ်အမှုရိုက်ချင်တောက်ဆိုပြီးဆေးနိုင်အောင်သုံးထားတယ်နော်ကျွန်မလည်း sample ပေးရအဲ့ဒီချက်ပြခြင်းကြွေပြရလည်းခဲအောင်လေးပေါ့နော်အောက်ပြမယ်ဟိုကြွေပြရလည်းခဲအောင်လေးသုံးပေးထားတယ်ပစ္စည်းတွေတော့ကောင်းလေးပဲသုံးပေးတယ်ဒီမှာအခန်းမိတ်ဆက်လို့ပြီးတော့ပါပြီဒီလိုပုံလေးပြန်လာအောင်လဲဆိုတော့စောင့်နေကြည့်ပြီးပါအောင်ကျေးဇူးပါ